Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့နေကြီးက basic pattern ပေါ့နော်တစ်ခါနေကြီးတင်ထားပေးတဲ့ basic pattern လေးကအတန်မပါတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးနားလည်ရခက်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီတစ်ခါမှနေကြီးကအနောက်ခံအတန်လေးနဲ့တောက်ထည့်နီးရောပေါ့နော်နေကြီးတေချာလေးအလွယ်ကူဆုံး basic pattern လေးကိုရွေးပြီးတော့ပေါ့နော်နေကြီးတင်ထားပေးတဲ့ဒီ basic pattern လေးဆိုထားဆိုနေကြီးကတ်လေးထုတ်ထားရပေါ့နော်ဒီလိုမျိုးကတ်ကလေးကိုကတ်ထုတ်ပြားမှပြန်ပြီးတော့ site ကတ်ထုတ်ထားလေးရပေါ့နော်ကိုနဲ့အကိုက်ကြီးသော pattern တစ်ခုကိုယူပြီးတော့ပေါ့နော်အဲဆိုလို့ရင်းဒီလိုမျိုးကတ်ထုတ်လေးနဲ့ထုတ်ထားလို့ရအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာကိုဒီဗီဒီယိုမှာတင်သွားပေးမယ်ပေါ့နော်ပထမဆုံးရင်ဒီပြောချင်တာကြတော့ဒီဗီဒီယိုကိုပေါ့နော်မကြည့်ခင်မှာဒီကလက်မနေတဲ့စင်တီမီတာနီးရေဆိုတာထက်ပေါ့နော်လက်မနေတဲ့တိခဲ့ရဆိုလို့ရှိရင်လည်းဒီရဲ့ဒီဗီဒီယိုကြည့်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ကိုယ့်ရဲ့ပညာရေးကိုဘာမှမသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ပြီးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကစင်တီမီတာနီးပဲဖြစ်လက်မနီးပဲဖြစ်ပေါ့နော်ကိုလိုချင်တာကအဲ့ဒီချုပ်ချင်တာဖြစ်တဲ့ကြောင့်မို့လို့ဘယ်နီးရဲ့ဖြစ်ကိုနောက်ဆုံးပန်းနိုင်ရကြတော့ကိုအဲ့ဒီချုပ်တက်ဖို့ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အဓိကဒီလိုအစွဲမထားပဲနဲ့ပေါ့နော်ဒီအင်ဂျီလေးတွေချုပ်ကြမယ်ပေါ့နော်အခုဆိုရင်ဒီ basic pattern လေးကိုတေချာလေးပြထားတာဖြစ်တဲ့ကြောင့်မို့လို့တေချာလေးလိုက်ကြည့်ပေးပါအရန်လွယ်ကိုရပေါ့နော် pattern တွေအားလုံးထဲမှာနေကြဒီ basic pattern လေးကအရန်လွယ်ကိုဖြစ်တဲ့ကြောင့်မို့လို့ဒီ basic pattern ချုပ်ဒီ basic pattern ဆွဲနည်းလေးတွေအခုတင်ထားပေးရပေါ့နော်တေချာလေးလိုက်လုပ်ကြည့်ပါဒီ basic pattern ကိုနေပြီးတော့စာရေးဘက်မှာအရင်ဆုံးချအောင်ဆွဲခဲ့နေကြဒီ basic pattern ချုပ်ဆွဲနည်းလေးကကြတော့မိနစ်20လောက်ပဲရှိရပေါ့နော်အဲဒါမို့လို့ပထမဆုံးအစကနေအဆုံးထိကိုတစ်ခေါက်အရင်ဆုံးပေါ့နော်မဆွဲခင်အရင်ဆုံးကြည့်ပေးတစ်ခေါက်ကြည့်ပြီးသွားပြီဆိုတော့မှစက္ကူပေါ်မှာအရင်ဆုံးချဆွဲပေါ့နော်ချဆွဲပြီးလို့ရှိရင်လည်းကိုနဲ့အဲ့ဒီအင်ဂျီကိုတစ်ထည်ချုပ်ကြည့်မဲ့ body fit လေးတို့လို့အဆင်ပြေရဒါမှမဟုတ်တကယ်တေးကြပြီဆိုလို့ရှိရင်ဒီလိုကတ်တူလေးတွေနဲ့ပေါ့နော်ဒီလိုကတ်တူလေးတွေနဲ့ site ကတ်လေးတွေထုတ်ထားလို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်တော့လေကြီးထုတ်ထားတဲ့ site ကတ်ကလေးတွေပေါ့နော်အကယ်၍များပေါ့နော်ကိုလုံးလို့အဆင်ပြေဘူးဆိုလို့ရှိရင်လေကြီးမှာဒီ site ကတ်လေးကိုမှာယူလို့ရရပေါ့နော်ဒီ site ကတ်ကလေးကိုကတ်တူလေးကြီးဆွဲထားပေးရပေါ့နော်မှာယူမယ်ဆိုတာအထက်ကိုပို့ပြီးတော့ကိုတိုင်းလိုက်ဆွဲကြည့်ပါအစကနေအဆုံးကြီးတေချာလေးပြထားရဖြစ်တဲ့ကြောင့်မို့လို့တေချာလေးလိုက်ချုပ်ကြည့်ပါရှင်ဒီအခုတင်ပေးတဲ့ basic pattern လေးကိုရမယ်ဆိုလို့ရှိရင် ready made ခေါင်းတော်တော်များများ ready made ဒီ top ပေါ့နော်ဒီကိုထားတဲ့အင်ကြီးပုံစံမျိုးလေးတွေလည်းချုပ်တက်သွားမယ်ဒီဗီဒီယိုတွေမှာတင်ထားပေးတဲ့အင်ကြီးတော်များကိုလည်းဒီ pattern လေးဆွဲတက်မယ်ဆိုလို့ရှိရင်အကုန်လုံးလိုက်ချုပ်တက်သွားစမ်းပြီးတော့ဒီဇက်ပေါ်ကနေပြီးတော့ယူပြီးတော့တိုင်းရမယ်ပေါ့နော်ရင်လိုင်းတိုင်းတဲ့ခါကျရင်တော့နေတို့ဥပမာဒီရင်ရှိတဲ့နေရာလောက်ကိုမှန်းပြီးတော့ဒီခုတ်ကနေပြီးတော့အဲ့ဒီလောက်ကိုမှန်းပြီးတိုင်းပြရမယ်ပေါ့နော်ခါးလိုင်းကိုတော့နေတို့ဒီခါးရဲ့အသေးဆုံးနေရာလောက်
မြင်းနေ no way ကြတော့ no way ကိုညို့တချမ်းစာပဲတွက်မှာဖြစ်တဲ့အကြောင်းမို့လို့နေနေစားမယ်တင်ကြကညီတို့ခါးကနေပြီးတော့တင်အမောက်ဆုံးနေရာကြီးယူထားပြီးတဲ့ကြောင့်မို့ခါးလိုင်းကနေပြီးတော့ပဲစဆွဲမယ်ပေါ့နော်ခါးလိုင်းကနေပြီးတော့တင်ကြ20တရမ9ကိုဆွဲပေးရပါမယ်တင်ကြကပုံမှန်ဆိုရင်21 22 23ပေါ့နော်အတလားကိုပဲရှိရမယ်ပေါ့နော်အဲ့ဒီထက်ကြီးမပို့ဘူးမပို့လုံးဘူးပေါ့နော်ထင်ကြကိုဒီမြင်းလေးချောင်းဆိုတဲ့အားလုံးပေါင်းလေးကြီးမှာမြင်းလေးချောင်းရသွားမယ်ပေါ့နော်ပထမဆုံး3 cm ဆွဲထားတဲ့မြင်းလေးချောင်းရဲ့ခါလိုင်းရဲ့ရင်လိုင်းရဲ့တင်ကြလိုင်းရဲ့โอเคမြင်းလေးချောင်းရလာဒီမြင်းချောင်းလေးချောင်းကိုနာမည်ပေးရမယ်ဆိုရင်ပထမဆုံးမြင်းကပခုံမြင်းဒုတိယမြင်း
မျိုးနှစ်နဲ့စားလိုက်တဲ့အခါမှာတော့အဖေက10 cm ရဲ့အဲ့ဒီ10 cm နေရာမှာညီတို့တောက်ထည့်မယ်ပေါ့နော်ဒါကနှောက်ချမ်းအတွက်ဆွဲနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါတောက်စာတော့ညီတို့ဘယ်လောက်ထည့်ထားလဲဆိုတော့3 cm ပေါင်းထားရဖြစ်တဲ့ကြောင့်မို့ဟိုဘက်1.5 cm ဒီဘက်1.5 cm 3 cm ယူပေးလိုက်တယ်ပေါ့နော်နောက်ချမ်းရဲ့တောက်ကိုတော့အပေါ်အထိကိုဆွဲမှာဖြစ်ပါတယ်ပို့ပြီးတော့တည်ကြရအောင်အပေါ်မှာလည်း10 cm ဆိုတဲ့အမှတ်တစ်ခုဂျိုင်းနေမကူးထုတ်အောင်เนาะလှိတ်စုလေးနဲ့ကူးထုတ်လိုက်ပြီးရင်တော့ဘောပင်လေးနဲ့ပြန်ပြီးတော့ပေါ်ကထပ်ပြီးတော့ဆွဲလိုက်ရင်เนาะဒီအတိုင်းလေးရလာမယ်เนาะအဲ့ဒါကိုတို့အခုရှေ့ချမ်းဆိုမှဖြစ်တဲ့အကြောင်းမို့ရှေ့ချမ်းရဲ့ရင်လိုင်းပေါ့နော်ရှေ့ကျဲကိုကြည့်မယ်ရှေ့ကျဲရဲ့ရင်လိုင်းကဘယ်လောက်ကထားလဲဆိုတော့15ပေါ့နော်ဒါကိုတိုင်းထားတဲ့အတိုင်းပုံမူတည်ရဲ့ရှေ့ကျဲနဲ့နောက်ကျဲနဲ့ကအမြဲအမှတ်ထားမှာကနောက်ကျဲကပိုကြီးရမယ်ပေါ့နော်ရှေ့ကျက်တော့ပြီးရင်ရှေ့ချမ်းမှာပေါ့နော်ဒါရှေ့ချမ်းမှာဆိုရင်အကြောင်းမို့ထောက်ကိုနေချီတို့က no way ကိုမှတ်ပြီးတော့တွက်မယ်ပေါ့နော်
တီမီတာလောက်ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဒီဂျိုင်းကိုအပေါ်ကို3 cm တက်မယ်အလိုက်တင်လေးတက်သွားပေးအောင်မယ်ပေါ့နော်3 cm တက်မယ်ဟိုဘက်ကိုလည်း3 cm တက်မယ်ပေါ့နော်ဒါကနောက်ကျမှ3 cm တက်ပြီးရင်ဒီလိုနောက်ကျမှတ်ထားတဲ့ point ကလေးနဲ့ထိရမယ်ပေါ့နော်โอเคဒါဆိုအောက်ကဟာမယူတော့ဘူးအပေါ်က3 cm တက်ထားတဲ့ဟာလေးကိုပဲယူမယ်ဒီမှာဆိုရင်လည်းရှေ့ကျမ်းမှာဆိုရင်လည်း3 cm တက်ပြီးမယ်အလိုက်တင်လေးပေါ့နော်အရန်ကြီးအတက်ကြီးလည်းမဟုတ်အဆောင်ကြီးလည်းမဟုတ်ဘူးနော်အလိုက်တင်လေးယူပြီးတော့3 cm အပေါ်ကိုပေရန်လေးနဲ့ဆွဲပေးလိုက်ပေါ့နော်ပြီးရင်ရှေ့ကျဲဘာဖြစ်တဲ့ကြောင့်မို့ရှေ့ကျဲမြင်အမှတ်နဲ့ခုနခတ်တက်ထားတဲ့အမှတ်ကိုဆက်ပေးရမယ်ပေါ့နော်ပြီးရင်တော့ဂျိုင်းလေးကိုပြန်ပြီးတော့တိုင်းကြည့်မယ်ဂျိုင်းအတစ်ကကြတော့21 cm ရတယ်ဒီဘက်ဂျိုင်းမှာခေါ်ဘယ်လောက်ရမယ်တွက်ကြည့်မယ်ပေါ့နော်18.6 cm ရရပါတော့အဲ့ဒီနှစ်ခုကိုပေါင်းလိုက်ရင်ဘယ်လောက်ရမလဲဆိုတာတော့39.6ရတယ်ပေါ့နော် point 6လောက်ကကြတော့ဒီလိုထားပေးလိုက်လို့ရတာပေါ့နော်ဒီလိုလိုချင်တာက39ပေါ့နော်သူကရလာတဲ့ဖေက39.6ဆိုတော့ပွားစာနဲ့ဆိုလို့ရှိရင်39.6ကဝတ်လို့အဆင်ပြေရပေါ့နော်39.6ရလာပြီရလာပြီဆိုတော့ဒါကိုအမှန်ယူလိုက်မယ်ပေါ့နော်ဒါကိုဒီအခုထုတ်တာဆိုလို့မျိုးကတ်ထုတ်ပြားလေးနဲ့ကတ်ပတ်တန် basic ပတ်တန်ကတ်ထုတ်ထားပြီးလဲရပါတော့ဒါဆိုရင်ဒီခုနကဆွဲလိုက်တဲ့ပတ်တန်တွေကိုပဲဒီလိုမျိုးလေးစက်ကူနဲ့ထုတ်ရတဲ့ခါကျတော့ပတ်တန်တွေချိန်လုံးဆွဲရမလို့တော့ဘူးဒီပတ်တန်ကိုပဲလိုအပ်တဲ့ခါကျရင် frame ချပြီးတော့ဆွဲလိုက်အောင်ပဲပေါ့နော်ဒီမှာဆိုမှတ်ထားပါဒါလက်အတိုင်းเนาะခုနကရထားတဲ့လက်တွေပေါ့နော်ရှေ့ကျန်က21နောက်ကျန်က18.6โอเคလက်ပတ်တန်ဆိုတာကအရန်ရေးကြီးရဲ့တခြားလေးကြည့်ပေးပါဒီလိုမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်အပေါ်ကိုလည်းမြင်းတစ်ချောင်းတက်လိုက်မယ်ဒီလိုအကျန်းအနေနဲ့10 cm အပေါ်ကိုဆွဲပြီးတော့ဒီလိုဆွဲကြည့်မယ်ပေါ့နော်10 cm အပေါ်ကိုတက်လိုက်တယ်ပြီးတော့သူကရှေ့ကျန်ကခုနကတွက်ခဲ့တယ်ခုနကကြည့်မှတ်ခဲ့တဲ့နေရာကရှေ့ကျန်ပေါ့နော်ဒီဂျိုင်းကိုဒီလိုဆွဲတော့ပါရခဲ့အစ်ရခဲ့တဲ့နေရာပေါ့နော်ရှေ့ကျန်ကဘယ်လောက်ရခဲ့လဲဆို21ရအဲ့ဒီအပေါ်10 cm နေကိုအောက်မှာ21ရရှိတဲ့နေရာမှာအမှတ်တစ်ခုမှတ်ပြီးတော့ဆက်လိုက်မယ်နောက်ချမ်းမှာဆိုလို့ရှိရင်လည်းလိုပဲနောက်ချမ်းမှာ18.6ရှိတဲ့နေရာကိုယူပြီးတော့အမှတ်တစ်ခုမှတ်လိုက်မယ်ပေါ့နော်အောက်ကဒီမြင်းလေးမှာမြင်းတစ်ချောင်းဆွဲပြီးသွားရင်တော့ဒီလိုလက်ရင်ဝါကဘယ်လောက်ရခဲ့လဲဆိုတာကိုပြန်ကြည့်မယ်ပေါ့နော်လက်ရင်ဝါက30 cm ရခဲ့တယ်နေကြီးတို့အခုလက်ရင်ဝါကဘယ်လောက်ဖြစ်နေလဲဆိုတော့34ကျော်နေရပေါ့နော်လက်ရင်ဝါကကြတော့34.5ရတယ်ဒါဆိုတော့ညီတို့ရလိုချင်တာက30ပဲလိုချင်တာပေါ့နော်အကြာကြတော့3နှုတ်လိုက်တဲ့ခါကျတော့4.5ရအပေါ်ကို4.5ဟိုညီတို့ကတဝက်ဝက်လိုက်မယ်ပေါ့နော်4.5ကိုညီတို့2နဲ့စားလိုက်လို့ရတဲ့အဖြေကိုပဲတက်ပေးရမယ်ပေါ့နော်စားလိုက်လို့ရှိရင်တော့2.3ရမယ်ပေါ့နော်တစ်တူထားပြီးသား2.3ကိုအပေါ်ကိုတက်လိုက်မယ်အဲ့ဒီအပေါ်တက်လိုက်တဲ့မြင်းကနေပြီးတော့မှဒီဂျီရိုက21ကိုပြန်ရှာမယ်ပေါ့နော်အောက်မှာ21ကိုပြန်ရှာမယ်အကယ်၍ခုနကပေါ့နော်ဒီလို10 cm တက်ထားတဲ့အမှတ်တိုင်းပဲလက်ယုံက4.5ပို့ပဲအတိုင်းလေးယူလို့ရတယ်ပေါ့နော်ဒါဆိုတော့ချောင်လေးဖြစ်နေမယ်ပေါ့လက်ယုံကအခုလိုမျိုးအတီးကျလို့ရင်တော့လက်ပတ်တန်ကိုအဲ့လိုမျိုးလေးတက်ပြီးတော့ဆွဲကြည့်ပါပြီးရင်တော့ပြန်တိုင်းကြည့်ပါပြန်တိုင်းကြည့်တဲ့အခါကျလို့ရှိရင်0.5 cm လောက်ငင်းနေတာကိုတွေ့ရမယ်ပေါ့နော်ငယ်တာကျတော့ပြဿနာရှိရဲကြီးတာပြဿနာမရှိဘူးပေါ့နော်0.5လောက်ပိုသွားတာပြဿနာမရှိဘူး0.5လောက်ရော့သွားတာကတော့ပြဿနာရှိရပေါ့နော်အဲကြောင့်မို့လို့0.5လောက်ရော့နေတာဖြစ်တဲ့ကြောင့်မို့လို့0.2လောက်အောက်ကိုပြန်ဆင်းပြီးတော့ခေါင်မြင့်ကိုပြန်ဆင်းပြီးတော့အောက်မှာကိုလိုချင်တဲ့21ကိုရှာမယ်18.5ကိုရှာဒီကကျတော့ကိုလိုချင်တဲ့အမှတ်ကကိုတွတ်ထားတဲ့အမှတ်ကဘယ်အမှတ်မှမသိတော့ဘူးเนาะအဲဆိုရင်ဒီ30 cm ပြည့်တာမှန်သွားပြီပေါ့เนาะဒီလက်ရင်ဝါရှာလို့လည်းရသွားပြီအဲဆိုရင်ကိုကရှာမတတ်တော့ဘူးတော့ဒါကတော့နေကြီးဆိုတော့တည်ရပေါ့နော်နေကြီးဆွဲနေတာဆိုတော့မသိအောင်ဆိုရင်ကျတော့ correction လေးနဲ့ဖြတ်ပြလိုက်တယ်ဒီနောက်ဆုံးရလာတဲ့အမှတ်ကဒီအမှတ်လေးပေါ့နော်ဟုတ်ပြီဒီခေါင်မြင်းတွေကိုမှနေရောကအ
အပေါ်ကိုတဝက်လုပ်မယ်ပေါ့နော်ဒီခေါင်းမှာ18.6ကို2နဲ့စားလိုက်တော့ဘာရလဲဆို9.3ရအဲ့ဒီ9.3ကိုမှဒီအမှတ်တစ်ခုမှတ်မယ်အမှတ်တစ်ခုမှတ်ပြီးရင်တော့9.3ကို2နဲ့ထပ်စားမယ်4.6ရတယ်အဲ့4.6ကိုကခုနက9.3မှတ်ထားတဲ့အလေ point ကနေဟိုဘက်ကို4.6ယူမယ်ဒီမှာလေး4.6ယူအောက်ကနေလည်း4.6ယူဟုတ်ပြီဒါဆိုအပေါ်1တက်လို့လည်းရတယ်1.5လောက်တက်ရင်တော့ပိုကောင်းတယ်ပေါ့နော်ပုံမှန်ကြောင့်1ပဲတက်ထားတယ်1.5 cm လောက်တက်ပြီးအောက်ကို1 cm လောက်ချထားတယ်ပြီးရင်တော့အဲ့ဒီ point တွေကိုဆက်မယ်ပေါ့နော်ညီကူပေးတန်းကိုင်တယ်လို့မျိုးလေးကိုင်ပြီးတော့ point တွေကိုတေချာလေးဆက်ပေးပါနောက်ကျန်ရပြီဆိုရင်ရှေ့ချောင်းလည်းအတိုင်းပဲရှေ့ချောင်းကတော့21 cm ရလာတယ်21 cm ကို2နဲ့စားမယ်21 cm ကို2နဲ့စားပြီးရင်ရလာတဲ့ဟာကို2နဲ့ထပ်စားတော့အဲ့ဒီရလာတဲ့ဟာကိုထပ်ပြီးတော့ထပ်ဝက်မယ်ပေါ့နော်ဟိုဘက်ကိုဒီဘက်ကိုအားလုံး4ပုံဖြစ်သွားမယ်ပေါ့နော်အပုံ4ပုံဖြစ်သွားတယ်ဆိုတော့အထိပ်ပဲပါအပေါ်ပုံမှန်တိုင်းပဲ1.5ရော1 cm တက်မယ်အောက်ကိုကြောင့်1 cm ပဲချမယ်ပေါ့နော်ပြီးတော့အဲ့အမှတ်တွေအကုန်လုံးကိုပေကိုနဲ့ဆက်လိုက်မယ်โอเคဒါဆိုရင်ရေးလက်ပတ်တန်လေးကအပေါ်ကိုဂျိုင်းယူရပြီးဒါဆိုရင်ပတ်တန်ကထုတ်ဖို့ဆိုရင်တော့လေကြီးကအောက်ကို3 cm ဆင်းထားပေးမယ်ပေါ့နော်ဒါဆိုရင်တော့ဒီပတ်တန်ကတ်လေးကိုထုတ်လို့ရပါပြီဒါဒီခက်ထုပြားပေါ်မှာပြန်ပြီးတော့ကူလိုက်လို့ရှိရင်တော့ဒီလိုပုံစံလေးရမယ်ပေါ့နော်ခက်ထုပြားပေါ်မှာကိုတစ်ခေါက်ဆန်းဝတ်ကြည့်ပါဝတ်ကြည့်လို့ဒီပတ်တန်နဲ့အဆင်ပြေနော်ခက်ထုပြားပေါ်မှာနေကြည့်ထုတ်နေကြည့်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးအောင်နော်ကျေးဇူးတင်ပါတယ်ရှင်